ပါတယ်2000ကျပ်ကနေ1000ကျပ်အတွင်းရှိတဲ့ဆိုင်လေးကိုပြပေးမယ်နော်မမဒါလေးကတော့မင်းရဲ့ညီမလေးပေါ့နော်အလုပ်ကိစ္စနဲ့ပတ်သက်လို့ပေါ့နော်တခုခုညီမမရှိတဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့နော်ဖုန်းနဲ့လမ်းမေးချင်တာလည်းဖြစ်ဒါတော့မင်းညီမလေးဆိုင်မှာရှိမှဖြစ်ပါတယ်ကဲဆက်ပြပေးမယ်နော်ဆိုင်လေးဒါတော့မတို့ဟိုပေါ့နော်ဘောင်းမီလေးတွေအခုတက်ရောက်ထားတဲ့ဘောင်းမီလေးတွေပေါ့နော်ဒါလေးဆိုရင်မတို့ဟိုထောင်ကနန်းဝင်းကျင်လေးပဲနော်ထောင်ကနန်းဝင်းကျင်လေးပဲဖန်စီလေးရှိတယ်မတို့ဒါပြီးတော့ရင်ဂျင်းစကက်လေးရှိတယ်ဂျင်းစကက်လေးဆိုလဲမတို့3500 4000ဝန်းကျင်ပဲကလေးဝတ်တွေကလေးပေါင်းမီတွေရှိမယ်နော်ကလေးပေါင်းမီတွေဆိုလို့ရှိရင်မတို့ထောင်ကနန်းပဲမတို့တစ်ဆိုင်လုံးမှာထောင်ကနန်းပဲနော်အကုန်လုံးပါလေလာမေကဲဒါလေးဆိုရင်2500ဝန်းကျင်လေးတွေပဲ2500 1000ကျော်2000ဝန်းကျင်လေးနော်အင်ဂျီလေးတွေဒါဖန်စီလေးတွေရှိမယ်မတို့နော်ဒီမှာလည်းအပေါ်မှာဖန်စီလေးတွေရှိမယ်ဒါလေးကတော့ဂျင်းပေါင်းမီလေးဖြစ်ပါတယ်မတို့ဂျင်းပေါင်းမီလေးတွေကဒီလိုစတိုင်ပန်ပုံစံလေးတွေနော်ဒီလိုပေါင်းမီလေးတွေစတိုင်ပန်ပုံစံပေါင်းမီလေးတွေပါရှင်ဒါလေးတွေရှိမယ်နော်ဒါလေးဆိုထောင်ကန်ထဲမယ်နော် brand တွေကြီးပဲမတို့လုံးဝ brand တီးတတ်နေပဲဒီလိုမျိုးဂျင်းလေးတွေနော်ဂျင်းလေးတွေရှိပါမယ်ကဲဆိုင်ထဲမှာလည်းတစ်ချက်လိုက်ပြပေးမယ်နော်ဆိုင်ထဲမှာတစ်ချက်ပြပေးပါမယ်တစ်ပြင်ပြပေးမယ်ဒါကတော့မင်းတို့ခုနောက်ဆုံးရောင်းတဲ့ဒီ product လေးတွေနဲ့ဒီဟာလေးကတော့ဟို6ထည်လေးပေါ့နော်မြန်မာ6ထည်လေးတွေနဲ့ရောင်းပြီးပါတယ်ဒါလေးဆိုလို့ရှင်တော့မတို့လုံးဝဟိုဘေးတော့ဈေးတတာပဲရှိရပေါ့နော်ဒါလေးဆိုရင်6000ဝန်းကျင်ပဲရှိရမတို့6000ဝန်းကျင်9500 6000ဝန်းကျင်ပဲရှိပါမယ်ရှင်ဒီလိုကာပိုစကက်လေးဆိုရင်မတို့6000ဝန်းကျင်ပဲရှိပါမယ်နော်ဒါလေးဆို6000လေးနဲ့အရန်အစ်စ်လိုက်ရမယ်ဟိုဒီဇိုင်းလေးလည်းစမ်းတယ်ပေါ့နော်ပြီးပစိုးတွေရှိတယ်မတို့နော်မျိုး product အခုဒါလေးဆိုမင်းဝတ်ထား9500ပဲရှိမယ်အခုဝတ်ထားတဲ့အင်ဂျီလေးဆိုနော်ဒါလေးအယောင်ဆုံးရှိပါတယ်နော်မတို့ဒါပြီးတော့ရင်မှာဂျင်းမောင်းမီလေးကိုမှအယောင်ကာလာလေးနဲ့လာမယ်နော်ဒီလိုဂျင်းကိုမှကာလာအနုအရင်ဒီလိုပုံစံလေးရှိပါတယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးရှိပါမယ်ပြီးတော့ရင်မတို့အခုနောက်ဆုံးအတက်ရောက်ထားတာကတော့မင်းတို့ဟွာပေါ့ကလေးကိုမှဒီလိုမိုးကာလေးတွေကလေးမိုးကာလေးဒါမျိုးလေးရှိမယ်နော်ကလေးမိုးကာလေးရှိပါမယ်ရှင်ဒါကတော့အခုဒီနေ့မှရောက်ထားတာနော်ကလေးမိုးကာလေးရှိပါမယ်ဒါမျိုးလေးပေါ့နော်ကလေးမိုးကာလေးရှိပါမယ်ပြီးမှဂျင်းစကက်လေးရှိမယ်နော်ဂျင်းစကက်လေးရှိပါမယ်ဒီချက်လေးရှိရနော်ဒါလေးရတော့မတို့ဒီဒီဇိုင်းလုံးပါပေါ့2000ကျပ်ကနေပြီးတော့2000 2500 3000 4000 5000 6000အဲ့ဝင်းကျင်လေးပဲရှိမှာနော်မတို့အပေါ်မှာလေးတစ်ချက်ပြမယ်ပေါ့နော်သူကတော့ fancy အင်ဂျီလေးတွေလည်းရှိရနော်ဟိုဒီမှာကလေးဒါလေးရဟိုပါလေးနော်ကလေးမိုးကာလေးခုနောက်ဆုံးရောက်ထားတဲ့ဟာလေးနော်ဒါမျိုးလေးမိုးကာလေးဆိုတာထောင်ကနန်းမဲ့9000 6000ဝန်းကျင်ပဲနော်9000 6000ဝန်းကျင်နဲ့ကလေးမိုးကာကြီးရမယ်နော်ကဲအဲ့ဆိုလို့ရှိရင်တော့မတို့ဆိုင်လေးကတော့ဆိုင်လေးဆက်ပြောပြမယ်နော်ဆိုင်လေးစာလေးကတော့မတို့မြစ်ကြီးနားမြို့တရက်ကွက်ပါစီပင်သာယာလမ်းကိုအဆော့ electronic နဲ့မြစ်ဆောင်ထုံးမှာရှိပါတယ်ရှင်ကဲတကယ်လို့မတို့ကဟိုဆိုင်ကိုပေါ့နော်လိပ်စာမတိဘူးဆိုလို့ရှိရင်